ရဲ့တန်ကြာနေရှိခိုးခိုင်လျက်လေးနေကောင်းလို့ကျမ်းမာပါစေအမေနိုင်ငံရဲ့ချမ်းမာတာမပြောဘူးအမေပြန်လာဖို့လေမဖြစ်နိုင်သေးဘူးအမေလူအမျိုးမျိုးစိတ်အထွေထွေစင်ပြေအောင်ပေါင်းတင်ရမေပြန်ခြင်းပေမဲ့လေလေညိုလေးချက်မပြေသေးတော့လေကြိုးစားရည်နဲ့ရွာကိုလွမ်း